ကဲဒီနေ့ရှင်းလင်းတင်ပြချက်လေးကိုတန်းပြီးဆက်လိုက်ကြရအောင်တခါလေကြာရင်လေစကြောင်းတစ်ကြောင်းတဲကနေဘွားအတွက်ရောစီးပွားရေးအတွက်ပါတကယ်ကိုအဖိုးတန်လွန်းတဲ့သင်ခန်းစာတွေရတတ်တယ်ဆိုတာသိကြလားဒီနေ့မှာတော့တိတ်ကိုတိုးတောင်းလှပေမဲ့လက်တွေ့ဘွားမှာအခွင့်အရေးကြီးတစ်ခုကိုတော့လက်လွတ်တွားစီနိုင်လောက်တဲ့အထိအင်မတန်အရေးပါတဲ့မူရင်းစာသားတူလီတစ်ခုကိုအတူတူနက်နက်ရှိုင်းရှိုင်းခွဲချမ်းစိတ်ဖြားကြည့်ကြမယ်စိတ်ဝင်စားစရာအရန်ကောင်းတာမို့အစွန်းတီဆက်ကြည့်လိုက်ရအောင်ပရမန်လန်းဆိုစကားတော့များကြပါသည်လုံအားကိုစီဒီစာသားလေးကိုတေချာလေးအာယုံစိုက်ပြီးခန်းစားကြည့်စေခြင်းနဲ့စကြောင်းလေးကတိုးတိုးလေးရဲ့ဒါပေမဲ့အဲ့ဒီအထဲမှာလူတဘာဝနဲ့အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ကြီးတစ်ခုလုံးကိန်းအောင်နေတာဒါကိုအပိုင်းလိုက်ဘလို့ခွဲချမ်းစိတ်ဖြာနိုင်မလဲဆိုတာတေချာလေးဆက်လေးလာကြည့်ကြရအောင်ပထမဆုံးအပိုင်းအနေနဲ့ပရမန်လန်းဆိုဒီမှာပေါ့စာသားကိုစနစ်တကျတော့ရအောင်အဖွင့်ဖြစ်တဲ့ဒီလန်းဆိုတဲ့အယူဆလေးကိုအရင်ဆုံးကြည့်ကြမယ်ဒီမူရင်းစာသားတွေကပရမန်လန်းဆိုတာတကယ်တော့ရိုးရှင်းတဲ့လမ်းကြောင်းလေးတစ်ခုတည်းကိုပြောတာမဟုတ်ဘူးဗျာအမြင့်မြင့်ဆုံးဒါမှမဟုတ်မိမိရောက်ချင်တဲ့အမြင့်ဆုံးပန်းတိုင်တစ်ခုကိုရည်ညွှန်းတာပါလက်တွေ့ဘဝနဲ့ရှင်ပြောရရင်လေမိသားစုစီးပွားရေးတိုးတက်ဖို့အတွက်အနာဂတ်ကုန်တွေလမ်းကြောင်းဖြစ်လာမယ့်နေရာတွေကိုကြိုမြင်ပြီးမျိုးဝင်မျိုးထွက်နေရာကောင်းတွေမှာမျက်နှာစာပေးတရားအနည်းဆုံးပြည့်တဲ့မြေကွက်တွေကိုကြိုဝဲတာမျိုးပေါ့ဒါဟာတာမန်ခရီးစဉ်လေးတစ်ခုမဟုတ်ဘူးလေတကယ်ကိုကြီးကျယ်တဲ့ရီမန်းချက်ပန်းတိုင်တစ်ခုကိုကြိုမြင်ပြီးပုံဖော်ထားတာမျိုးဖြစ်ပါတယ်မြန်မာပြည်မှာခက်ကိုမျက်ချင်မပြတ်ပဲဘယ်အချိန်ပဖြစ်လာမယ်ဆိုတာကိုကြိုတွေးနိုင်မြင်နိုင်ရင်ပိတ်ဆန်ရှာရတာတိတ်မခက်ဘူးဆိုတဲ့သဘောမျိုးပေါ့ကဲဆက်တော့ဒုတိယပိုင်းကစကားနဲ့လို့အားပြောဆိုမှုတွေနဲ့လက်တွေ့လှုပ်ဆောင်ချက်တွေအကြောင်းပေါ့ဒီပိုင်းကမူရင်းစာသားရဲ့အလဲဘို့မှာမြင့်မြန်ထားတဲ့နိုင်ရှင်ချက်ပဲအများစုရဲ့ပြောဆိုဆွေးနွေးမှုတွေနဲ့လက်တွေ့အားထုတ်မှုတွေကြားကကြီးမားတဲ့ကွာရချက်ကြီးကိုရှင်းရှင်းလင်းလင်းပြနေလားစကားတို့များကြပါတီဆိုတဲ့အတိုင်းပဲလူတဘာဝကအကောင်းဆုံးပန်းတိုင်တွေမိုင်းလာပါကြီးရဲ့ဆိုတဲ့စီဝါဟိအိုင်ဒီယာတွေနဲ့ပတ်သက်လာရင်ဝေဖန်တာတွေဆွေးနွေးတာတွေအကြံပြုချက်တွေကတော့ပတ်ဝန်းကျင်မှာအများကြီးပဲဒါပေမဲ့ဟိုဘက်မှာရှိတဲ့လူအားဆိုတာကကြတော့စကလုံးတွေနဲ့လုံမမဆိုင်တော့ဘူးတကယ်လက်တွေ့ရှင်းလို့ရမယ်ခက်ခဲကြမ်းတမ်းတဲ့လိုအပ်ချက်သက်ထူသွားပြီလीအဲ့ဒီ love အားဆိုတာလေးကိုပဲတီးထန်ထချီရအောင်များပြားလာတဲ့စကားသံတွေထဲကနေယုံထွက်ပြီးတကယ်လက်တွေ့အလုံးလုံးချင်းဆိုတဲ့အမှန်တရားပေါ့ဥပမာလေးတစ်ခုပြောပြမယ်နော်တကယ်လက်တွေ့အလုံးလုံးကဲသူတွေဆိုတာမြေဝယ်ပြီးတာနဲ့စကားတွေအညာကြီးပြောမနေဘူးမြေကြမ်းအမိပေါင်းညာအောင်6လ7နှစ်အကိန်းအမြန်ဆုံးချက်ချင်းလုပ်တယ်ပြီးတာနဲ့စီဆိုင်ပါမစ် transformer permit စတာကိုကြိုလျှောက်ပါမစ်လဲချရောစောက်လုပ်ခွင့်လဲရရောအဲ့ဒီကြရန်တွေပြပြီးဘန်ချေးခွေယူစီဆိုင်ကြီးတွေစောက်ကြတယ်မျက်လိုက်တဲ့အမျက်တွေဆိုတာပုံမှန်ဆိုရင်တောင်းတစ်လကို350မိုးနဲ့နီရန်3လချီပြီးမြတ်တာအဲ့ဒါဟာပါဇက်ကနေအိုင်ဒီယာထုတ်ဆွေးနွေးရုံနဲ့မရဘူးချွေးထွက်ခန့်အချိန်ပေးပြီးလှုပ်ထုံးလုံနီအစင်စင်ကိုစိတ်ရှည်လက်ရှည်ရင်ဆိုင်ရတဲ့တကယ်လို့အားပဲဖြစ်ပါနေအခုနောက်ဆုံးပိုင်းဖြစ်တဲ့ကိုစီကျူးစားမှုတဦးချင်းစီရဲ့အားထုတ်မှုဆိုတဲ့အပိုင်းကိုရောက်လာပါပြီဒီလိုအားဆိုတာကိုအတိအကျဘသူကများလို့ဆိုရမှာလဲဆိုတာဆက်ကြည့်ကြမယ်ဒီစာသားလေးမှာအရေးအကြီးဆုံးအချက်ကတော့အဆုံးသတ်ထားတဲ့ကိုစီဆိုတဲ့စကားလုံးလေးပဲတိတ်ကိုနှမျောဆရာကောင်းတဲ့အဖြစ်ပြက်လေးတစ်ခုရှိတယ်လူနှစ်ယောက်အချက်အချာကြတဲ့လမ်းပိုင်းတွေမှာနေရာကောင်းလေကွက်တွေကိုစီဝယ်ခဲ့ကြတဲ့တယောက်ကကဲဟန်တူတူရှော့ဖို့လာခေါ်တဲ့အချိန်မှာကြံတယောက်ကအရေးတဲ့မှတ်ပုံတွေကပျောက်နေလို့ဆိုပြီးမရှော့ဖလိုက်ဘူးအဲ့ဒီသေးငယ်တဲ့အလွဲလေးတစ်ခုကြောင့်အချိန်ကြီးဆွဲမိသွားတယ်ရလက်ကဘာဖြစ်သွားလဲဆိုတော့ချက်ချင်းကိုစီအားထုတ်ခဲ့သူက၄နှစ်လောက်အတွင်းမှာ3000ချီတန်းတဲ့စီဆိုင်ကြီးတွေပိုင်ရှင်ဖြစ်သွားပြီးနောက်တယောက်ကတော့ကိုမပါလာတဲ့အခွင့်အရေးကြီးတစ်ခုကိုလွယ်ချော်ခဲ့ရပါတယ်ဒါဟာလမ်းကြောင်းကိုအတူတူပြောနိုင်ပေမဲ့တကယ်တမ်းလက်တွေ့လုံဆောင်တဲ့အခါမှာတေးသွေးလေးကအစချက်ချင်းပြီးအောင်ကိုချီတော့ပေါ်ကိုရက်ပြီးကိုစီစူးစမ်းရမယ်ဆိုတာကိုပြက်ပြက်သားသားပြတ်သားနေတာပဲဖြစ်ပါတယ်ဆိုတော့စဉ်းစားကြည့်ဖို့မေးခွန်းထုတ်ချင်ပါတယ်လမ်းစဉ်တစ်ခုမှာအများရဲ့ပေါ်များလာရဲ့စကားတွေနဲ့တူးချင်းစီရဲ့မရှိမဖြစ်လက်တွေ့အားထုတ်မှုတို့ဘလို့များကွာခြားနေတယ်လဲပေါ့ရှစ်အလားအလာကိုကြိုတွေးမှန်ရင်အခွင့်အရေးဆိုတာရှိပြီးသားပါဒါပေမဲ့အဲ့ဒီ idea တွေကိုအကောင့်ထဲပေါ်ဖို့ဆိုရင်တော့အသေးမွားလေးတွေကအစလွဲမတွန်းအောင်ချက်ချင်းပြီးမြောက်အောင်လုပ်နိုင်တဲ့ကိုပိုင်လိုအားကသာအဆုံးဖြတ်ပေးသွားမှာပါစကလုံးတွေရဲ့လွယ်ကူမှုနဲ့လက်တွေ့အကောင့်ထဲပေါ်မှုရဲ့ခက်ခဲမှုတို့ကိုချင်းထိုးစဉ်းစားကြည့်နေနေမယ်ဒီကနေ့ရှင်းလင်းတင်ပြချက်ကိုဒီနေရာမှာပဲညီကုန်းချုပ်လိုက်ပါတယ်